အမျိုးသမီးတွေကလိမ်ဆက်ဆန်ရင်ဘာကိုပို့ပြီးအလိုချင်ဆုံးလဲဆိုတာသိကျင်ရင်တော့ဆောင်းအောင်ကြီးချို့ကကြားချင်းအရန်ကြာရင်တော့ငါမိမပို့ပြီးမှာပဲငါကောင်မလေးပို့ပြီးမှာပဲဆိုတာတစ်ခုအဓိကပို့ပြီးတော့လိုအပ်တာဗာလဲဆိုတော့ဒီလိုကြောင်းတွေကိုမရှိပြောတဲ့ခါမှာ set education တစ်ခုအနေနဲ့ကြည့်ပေးပါနှောက်ပေးပါဒါကြောင့်အောက်မှာနေဆရာကြီးလားဘာကြီးလားမမေးပါနဲ့ဒီလိုမျိုးသိတဲ့အရာကိုမသိလို့မလိုလားရတဲ့အိမ်အောင်ကြီးတွေကွဲတာမလိုလားတဲ့ဖောက်ပြမှုတွေမလိုလားတဲ့အခြေအနေတွေဖြစ်တာနောက်တော့ဆမမိတ်ဆွေတယောက်ကသူအချင်းဖောက်ပြန်တာသူမကွာပေးနိုင်ဘူးပေါ့နော်၄နှစ်လောက်ရှိပြီသူမျိုးသားဖောက်ပြန်ရအောင်ဘာဖြစ်လို့မကွာပေးနိုင်တာလဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်မှုကဘာကြောင့်ဖြစ်တာလဲဆိုတော့သူကမိသားစုနဲ့တူနေရမင်းယောက်ျားတူနေခြင်းတော့မှမျိုးမိဘတွေရှိရနေအောင်ကလေးတွေရှိရဘာတွေရှိရညာရှိရဆိုတော့လွတ်လွတ်လပ်မနေအောင်ယောက်ျားကဒီရဲ့အရာတောင်ပြည့်ဝမခံစားရတဲ့အခါမှာအပြင်မှာသွားတဲ့အခါမှာအရသာတွင်းသွားတော့အဲ့တော့မလိုလားတဲ့ပြဿနာတွေဖြစ်တာအဲ့တော့ဒီလို set education နဲ့ပတ်သက်ပြီးတော့ဒီအရာကိုနားလည်တက်ကြွဘယ်လိုပြောမလဲနားလည်ထားမှာပေါ့နော်နားလည်မထားရင်မလိုလားတဲ့ပြဿနာတွေဖြစ်တာမဟုတ်လို့အဲ့တော့နောက်တစ်ခါစင်မပြေတော့ဘူးသူကညင်းတယ်အဲ့ညင်းဆုံမှုတွေမဖြစ်အောင်မျိုးသမီးတွေကဆက်ဆံတဲ့အခါမှာကြာချိန်ဆိုတာအထက်ကိုထိတွေ့တာပုတ်တက်ပေးတာနမ်းရှုပ်တာဖေးမတာသူ့ကိုလောက်ရတာသူနဲ့နေရတာဘယ်လိုခံစားရလဲဘယ်လိုချစ်ဖို့ကောင်းတယ်ဘယ်လိုကောင်းတယ်ကိုယ့်အတွက်ဘယ်လိုအဆင်ပြေစေတယ်ဆိုတဲ့အတန်လေးတွေကိုပို့ပြီးတော့ကြားကျင်ကြားတယ်ညီတာအတန်လေးဒါလေးတွေပေါ့နော်ဒါအဲ့ဒါတစ်ခါလေးတွေ့ပြတာအဲ့လိုလေးတွေကဒီလိုမျိုးပေါ့နော်တချို့အဲ့ဒီအာကုန်နားမလဲကြတဲ့ခါမှာမဖြစ်လဲဆိုတော့မလိုလားတဲ့အရသာတစ်ခုတွေ့သွားတဲ့ခါမှာကိုကမပေးနိုင်တဲ့ခါမှာပြဿနာတွေဖြစ်ကြတာအဲ့တော့ဆင်မကိုလာပြီးတော့အငင်းပွားကြအောင်မယ်အဲ့ဒါကြီးရှိမှပြီးမယ်ဆိုတော့ယောက်ျားမယူဘူးဟေးဆိုရင်တော့လေဒါဆင်မထပ်ပြီးတော့အဲ့ဒီဘိုင်းငင်းကျင်တယ်ဆိုတော့နောက်တစ်ဘိုင်းမှာထပ်ဆက်တော့မယ်ပေါ့နော်အဲ့တော့ကိုမြတ်သမီးကဒီလိုမျိုးညင်းဆိုတယ်မခံနိုင်ဘူးဆိုတာကဒီလိုအခြားပိုင်းလေးတွေနဲ့သူ့ကိုစိတ်ပြန်ပါအောင်လုပ်ပြီးလို့ရတယ်။ကျမရေးနေတယ်တကယ်အားနည်းလို့ဟော်မုန်းအားနည်းလို့40ကျော်ကြမှာ30ကျော်ကြမှာအားနည်းနေလို့ဘလို့မှຫນွေတဲ့ခါမှာအရေလုံးမထွက်ဘူး6သိပ်ပြီးတော့မင်းမကိုကကြမ်းပြီးတော့နားကျင်နေတယ်ဆိုရင်တော့ဒါလိုအပ်တဲ့ဟော်မုန်းတွေပြန်ဖြစ်စေရမယ်မင်းမကိုထဲမှာလိုအပ်တဲ့သူ့ထဲမှာထည့်တဲ့စီပန်းတို့အရေတို့ဒါမှမဟုတ်တစ်ခုခုပေါ့နော်မင်းမကိုထဲပတ်သက်တဲ့ချောစီတို့တစ်ခုခုကိုတော့သုံးဆွဲဖို့လိုအပ်လာပြီအဲ့ချိန်ကျရင်တော့ကျမရေးဆွေးနွေးမှုတွေမသားမသမီးတို့တိုင်ပင်ခြင်းနဲ့ဆိုခြင်းတော့ကျမတင်ထားတဲ့ဖုန်းနံပါတ်ကလေးတွေရှိတယ်အဲ့နံပါတ်ကလေးတွေမှာဆက်သွယ်မြင်းမြန်းပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်ဒီ comment လေးကအပြုသဘောဆောင်တဲ့ comment လေးမျိုးဖြည့်ပေးမယ်ပေါ့နော်မြို့သမီးတွေမိန်းကလေးတွေကိုတန်မိုးချကြပါဘာညာဆိုတဲ့စကားတွေကတော့နေ့စဉ်နဲ့ညဗီဒီယိုပေါင်းများစွာနဲ့အမြဲတမ်းကြားနေရမှာပဲဒါပေမဲ့ဖြစ်တဲ့နာတွေဖြစ်သွားပြီးရင်တော့မလိုလားအပ်တဲ့အခြေအနေတွေမလိုလားအပ်တဲ့အထီးကတော့ကိုယ်ဝင်နေမရအောင်ဆိုရင်စေဝါတွေဘယ်လိုသုံးရမလဲဆိုတော့စေဝါချင်းချင်းတယောက်ဖြစ်တဲ့အတွက်စေဝါနဲ့ပတ်သက်ပြီးတော့ပြောမယ်နော်15 16လေးတွေလက်မှတ်နေကြတယ်အရင်တော့မတို့ကျောင်းတက်တော့ခစ်ကတော့ဘယ်လိုလဲဟို NGO ဖွဲ့စည်းလို့ဘာလို့ကနေလေမိန်းကလေးကြီးတီးတန်းစုပြီးတော့ဒီလိုအပြိုပေါင်းဝင်စားအမျိုးသမီးလေး10တန်း9တန်း10တန်းအဲ့ကလေးတွေအကုန်လုံးမိန်းကလေးတွေစုဆိုပြီးဟောထဲမှာမိန်းကလေးတွေဒီ education နဲ့ပတ်သက်ပြီးတော့မျှဝေတာပေါ့နော်ဘယ်လိုထိတွေ့ကိုင်းတယ်ရင်ကိုဘယ်လိုလုပ်လာရင်ဘယ်လိုပုံစံကိုအဲ့ဒီချိန်ထိကိုဆီယမရဲ့အုံနောက်နော်လေးကလေကို10တန်း9တန်းအဲ့ဒီချိန်ထိနော်လေးကိုကဘာလဲဟာကောင်းလေးထားလိုက်ရင်ရေးစားဖြစ်ရင်ကိုဝင်ရှိတယ်လားနော်ဒီလို sex လောက်တာမပါဘူးကွာအဲ့ဒီလိုအတိမရှိလက်ကလေးကိုင်းလိုက်ရင်ပခုံးလေးဖက်လိုက်ရင်ဟဲအဲ့လိုရေးစားထားလိုက်တော့ကိုဝင်ရှိပြီးကလေးတွေမွေးတော့အဲ့လိုထင်တာပေါ့နော်ကိုတွေအရွယ်တော့အဲ့လောက်ဒီလဖုန်းတွေမပေါ်သေးဘူးကလေးမမိသေးဘူးကိုတွေကတော့အဲ့တော့အခုခေတ်မှာ15တောင်မှလည်းဖုန်းထဲကနေချစ်သူကြီးသားတွေရဖုန်းတွေကင်နေကြတဲ့ခစ်တွေဖြစ်နေကြပြီဖြစ်တဲ့အတွက်ဖုန်းထဲမှာလိမ့်လာရင်လည်းအဲ့လိုမျိုး sex education လေးကိုတီးခေါက်ထားပြီးမှပဲ sex ကိုလုပ်စေခြင်းတယ်လို့ညီငယ်ညီမလေးတွေကိုလည်းပြောခြင်းတယ်ဘာလို့လဲဆိုတော့အဲ့မှာဟိုအဓိကတော့ဖြစ်ပြီးသွားပြီဆိုရင်ဘယ်လိုမျိုးဆေးဝါးတွေကိုသုံးရမလဲဆိုရင်အရေးဝတားဆေးဆိုတာကိုသုံးရတယ်ကြိုပြီးတော့တောက်လို့မရဘူးဖြစ်ပြီးတဲ့အခြေအနေမှာဆေးကိုအဲ့ဒီအရေးဝတားဆေးကိုအရင်ဆုံးတောက်ရတယ်တောက်ပြီးမှပဲဆေးဖြစ်မှာအဲ့တောက်တဲ့ခါမှာလည်း92နာရီအတွင်းတောက်ရတယ်အန်ထွက်တာတွေမူးမော်တာတွေဖြစ်ရင်ပြန်ပြီးတော့ဒီထက်တစ်လုံးထပ်တောက်ရတာအခြေအနေတွေရှိပါတယ်ရှင်ဒါဒီအလွယ်ကူဆုံးဟိုအကျေးသက်သာဆုံးနဲ့ဖြည့်ရှင်းလို့အရဆုံးပေါ့နော်လောလောဆယ်မှာတော့အရေးဝတားဆေးတောက်တာဒီအဆင်ပြေတယ်ပေါ့နော်ကိုဝင်မလို့ခြင်းရင်တော့အဲ့ဒါလေးပဲအကြံပြုပေးရစေဒါဖြစ်ပြီးတော့ရင်တော့ဘယ်လိုကကွဲရမလဲနောက်ဆက်တွဲတော့လိမ္မာတဆင့်ကူးဆက်တဲ့ယောဂကြီးလည်းအများကြီးရှိနိုင်တယ်ဒါပေမဲ့ကိုဝင်ကိုတားလို့ရတာဒီအရေးပေါ်တားလို့ရသည်ဒီအခြေအနေပဲရှိရရေရှည်မှာတော့ဘယ်လိုမှအဆင်မပြေဘူးဇုံတွဲတွေချင်းတွေ့တိုင်းဒီလိုမျိုးရေးပေါ်တားစင်းနဲ့ဖြစ်ရှင်းနေမယ်ဆိုရင်တော့တအိမ်မကျန်းမှာပဲမျိုးသမီးကကလေးမရတာတွေမျိုးသမီးတွေ့ရသည်ပြောက်တာတွေအများကြီးဖြစ်ပြီးတော့အသားကြီးညစ်တာတွေစိတ်မကြည်တာတွေအများကြီးနောက်ဆက်တွဲအသားကြီးမှာပြောင်းသွားတာတွေလည်းအများကြီးရှိတယ်အဲ့တော့တခြားသောနီးလန်းရက်ရှောင်တဲ့နီးတွေနဲ့ဖြစ်ရှင်းလို့ရတယ်ဒါပေမဲ့15 16တွေတော့ကတော့လက်တက်မဆန်းတာအကောင်းဆုံးပါပဲအရန်ငယ်သေးတယ်လို့ပဲအကြံပြုပြရသေးဖြစ်သွားရင်လည်းဆေးကိုတခြားလေးစနစ်တကျတောက်ပါအဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်ပြီးဆုံးမယ်ဒါကတော့မလိုလားတဲ့ကိုဝင်နေမရအောင်လို့ပေါ့နော်